တစ်ချိန်လုံးကတော့နတ်ဖျားလောကရဲ့တပွဲမရှုံစစ်သူကြီးပေါ့ဒါပေမဲ့အခုတော့လူသားတယောက်ရဲ့လက်ထဲမှာကျက်စွပ်ပြုတ်အဖြစ်အချက်ခံရတော့မဲ့အခြေအနေရောက်နေတာပါဒါကလေပင်ပေါ်ကြက်ခါနီးဆဲဆဲနောက်ဆုံးစက္ကန့်မှာပဲအမျိုးသားတအုပ်အပြေးလွှားရောက်လာပြီးကဲတင်ပေးခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတင်အတင်းကျပ်စီစဉ်ထားတဲ့အိမ်ထောင်ရေးကနေထွက်ပြေးရင်ဒဏ်ရာရခဲ့တာပါဒီမျိုးသားကတာမန်တော့ချက်တကောင်လို့ပဲထင်မှတ်ပြီးအင်ကိုခေါ်လာကတေးသေးချာချာပြုစုဆောင်ရှောက်ပေးခဲ့တာဖြစ်ပါတယ်သူကအစားအစာတွေကိုအကောင်းဆုံးပြင်ဆင်ပေးပေမဲ့အားလုံးကတက်တက်လို့ဟင်းရတွေကြီးပဲဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲစိတ်ကောက်သွားမိပါတယ်ဒီမျိုးသားကသူဟာအပြင်းထန်ဖျားနာနေတာမို့ရှိသမျှပိုက်ဆံအားလုံးဆေးဖို့ရဲပါသွားပြီဖြစ်ကြောင်းရှင်းပြရှာပါတယ်သူ့ကိုတနာသွားတာမို့ပိုက်ဆံအတွက်စိတ်မပူရအောင်ကြောက်တုံးတွေကိုရွှေဖြစ်ပြောင်းလဲဖို့နှစွမ်းအားတွေကိုတုံးကြည့်ပေမဲ့စွမ်းအားတွေကပြန်မပြည့်သေးတာကြောင့်ရွှေဖြစ်ပြောင်းလဲမှုကစက္ကန့်ပိုင်းပဲခံပါတယ်ကြောက်တုံးတွေပေါ်ကိုဂါထာမဏန်တွေတရက်ဆက်ရွတ်ဆိုကြည့်ပေမဲ့လည်းအောင်မြင်မလာခဲ့ပါဘူးဒါကိုမြင်သွားတဲ့အမျိုးသားကတော့ကြက်သားငှက်ပြီးယူသွားပြီလို့ထင်မှတ်သွားကသူ့မှာရှိတဲ့နောက်ဆုံးပိုက်ဆံအနေငယ်ကိုတုံးပြီးအသားသွားဝယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်တနေ့မှာတော့ဒီမျိုးသားကဈေးကိုခေါ်သွားခဲ့ရာကနေလူတွေကိုလိန်လေလက်ဖျားနေတဲ့ဘေဒင်ဆရာတယောက်နဲ့အမှတ်မထင်ဆုံတွေ့ကြပါတယ်လမ်းသွားလမ်းလာတူကဘေဒင်ကပေးဖို့လုံနေတဲ့အချိန်မှာပဲဒီမျိုးသားကအဲ့ဒီလူရဲ့အိမ်မှာမကောင်းတဲ့အမှုတစ်ခုကြုံရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်လမ်းသွားလမ်းလာလဲအိမ်ကိုအပြေးလွှားပြန်သွားပြီးစစ်ဆေးကြည့်ပါတော့တယ်ဘေဒင်ဆရာကတော့အကြီးကျယ်ဒေါသထွက်သွားပြီးသူတပားကိစ္စတွေဝင်မပါဖို့ဒီမျိုးသားကိုကျင်းမောင်းပါတော့တယ်သူတို့နှစ်ယောက်အခြေတင်စကားများနေတော့မှာပဲစောစောကလူကအပြေးလွှားပြန်ရောက်လာပြီးဒီမျိုးသားရဲ့ရှေ့မှာဒူးထောက်ကျေးဇူးတင်ကဝတ်သားပိတာအနေငယ်လက်ဆောင်ပေးခဲ့ပါတယ်အကြောင်းကတော့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာအိမ်ကမီးလောင်နေတာမို့မိခင်ဖြစ်သူကိုအချိန်မီကယ်တင်နိုင်ခဲ့လို့ပါပဲဘေဒင်ဆရာကတော့အရှက်ရသွားတာမို့ဒီမျိုးသားရဲ့နောက်ကိုအိမ်ထိလိုက်လာပြီးမြေပြင်ပေါ်လဲကျသွားအောင်ကန်ထုတ်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲလူသားအသွင်ပြောင်းလဲလိုက်ပြီးအဲ့ဒီလိန်လေလက်ဖျားသူကိုလက်ဝါးတစ်ချက်တဲနဲ့တင်ခြံဝင်းပြင်ဘက်အထိလွင့်ထွက်သွားအောင်ရိုက်ချလိုက်ပါတော့တယ်ညစာစားပြီးတဲ့နောက်မြကန်းဘေးမှာအတူတူလမ်းလျှောက်နေတော့ဒီမျိုးသားကခြေချော်ပြီးရေထဲပြုတ်ကျသွားခဲ့ပါတယ်ကဲတင်ဖို့အတွက်ရေထဲကိုခုန်ဆင်းလိုက်တဲ့အခါသူကတော့မျက်လုံးလေးမိတ်ပြီးကဲတင်မဲ့အချိန်ကိုအေးအေးဆေးဆေးစောင့်ဆိုင်နေတာပါဒါကြောင့်သူ့ရဲ့ဆံပင်ကနေဆွဲပြီးကန်းချီစီတရွတ်တိုက်ဆွဲခေါ်လာခဲ့ပါတယ်ဒါပေမဲ့သူကကျေးဇူးတင်မဲ့အစားလူကိုဆံပင်ကနေဆွဲပြီးကဲရဲ့သူဘသူရှိလို့လဲဆိုပြီးပြစ်တင်ဝေဖန်ပါတော့တယ်လက်ထဲကဆံပင်တွေကိုကြည့်ပြီးဝေခွဲမရဖြစ်သွားမိတာပေါ့ကိုကသူ့တက်ကိုကဲတင်ပေးခဲ့တာတောင်ကျေးဇူးတင်ရမယ့်အစားပြစ်တင်တာကိုခံလိုက်ရတာပါအဲ့ဒါကြောင့်စိတ်ဆိုးတော်သားထွက်ပြီးလက်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲနှစွမ်းအားတွေကုံဆုံးသွားပြီးတောချက်ဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ရပါတော့တယ်